ဒီမိသားစုဟာဆင်းရဲကြင်အောင်ဆောင်တဲ့နေရာမှာတကယ့်ကိုပါရမီပါလွန်းလာပါတယ်ဧည့်သည်တွေလာလေတဲ့အချိန်တိုင်းသူတို့ရဲ့ကြီးမားခမ်းနားလာတဲ့ဗီလာအင်ကြီးဟာဟောင်းနှံပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးအဖြစ်အလိုလျောက်ပြောင်းလဲသွားတတ်တာကြောင့်ပါတကယ်တမ်းတော့သူတို့ဟာအလွန်မင်းချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်အိမ်မှာနေတိုင်းဟင်းလျာတွေကိုလင်းမြန်စွာချက်ပြုတ်ပေးနိုင်တဲ့စာပုံမှုရိုဘောတစ်ကောင်ရှိပေမဲ့လည်းထွက်လာတဲ့အစားအသောက်တွေကိုတော့စပွဲပေါ်မှာပဲဖြစ်တယ်လို့ပုံပေးထားလိမ့်ရှိပါတယ်သူတို့ဟာအပြင်ထွက်ဖို့တော့မလိုပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့အိမ်နောက်ဖေးချန်ထဲမှာရေကူးကန်တဲ့နေပူစာလုံးမှုပစ္စည်းကိရိယာတွေအပြည့်စုံရှိနေလို့ပါပဲအဲ့ဒီမှာလူတစ်ယောက်ကိုအလိုလျောက်ကိုဘက်ဒီဘက်လန်ပေးနိုင်တဲ့စမတ်နေပူစာလုံးဆက်တစ်လုံးရှိပြီးအိမ်မှာတင်အသားရည်ကိုညညာသွားညှိုးသွားအောင်ပြုလုပ်ပေးနိုင်ခြင်းရှိပါတယ်သူတို့ဟာအလိုလျောက်မုတ်စိတ်ရေးစနစ်ကိုလည်းအသုံးပြုကြပြီးရိုဘောကမုတ်စိတ်ရေးခင်မှန်တွေကိုတိတိကျကျတုပ်လိမ့်ပေးပြီးနောက်မုတ်စိတ်ငွေတွေကိုအပြစ်ပြောစရာမရှိအောင်တန်ရှင်းရေးလုပ်ပေးပါတယ်ဒါအပြင်ဘာအားဆိုင်ထုတ်မှုမှမလိုပဲတိတိဖုန်တွေကိုထောက်ပေးနိုင်တဲ့အလိုလျောက်ဖြော်ရေးဆက်လက်ရှိပါသေးတယ်သူတို့ဟာဘာဘီကျူးကင်စားရတာကိုနှစ်သက်ကြပေမဲ့မုံလာဦးနီနန်းကိုတော့အင်မတန်မုန်းတိကြတာကြောင့်မြည်သည့်အစားအစာရဲ့မူလအနံ့ကိုမဆိုအပြီးတိုင်ဖျက်ပေးနိုင်တဲ့အနံ့တန့်စင်ဆက်ကိုပါတီထွင်ခဲ့ကြပါတဲ့အကယ်၍သူတို့ဟင်းမချက်ချင်တဲ့အခါမှာတော့အစားအသောက်တွေကိုချက်ပြုတ်ဆက်တဲ့ပစ်ထည့်လိုက်ရုံပါပဲဒါပေမဲ့တခဏအတွင်းမှာတင်အဲ့ဒီဆက်ကမီးဖိုချောင်တစ်ခုလုံးကိုဝုန်းကနေပောက်ကွဲသွားစေခဲ့တာပေါ့ဒါရင်မကသေးပါဘူးအခြေအနေပေါ်မူတည်ပြီးပုံတံပြောင်းလဲနိုင်တဲ့ဆိုဖာတစ်လုံးနဲ့ရှိပြီးတကယ်လို့တစ်ခုတစ်ယောက်သာအဲ့ဒီပုံမှာလာခံပြီးရင်တော့ချက်ချင်းပဲငါကြောတဲ့မြင့်မန်းလေးဆက်ရတလက်ခံဖြစ်ပြောင်းလဲသွားတတ်ပါတယ်။တန်ဩစရာကောင်းဆုံးကတော့သူတို့ရဲ့အိမ်ကိုဘယ်နေရာမှဆိုရွှေ့ပြောင်းလို့ရတာပါပဲ။သူတို့တက်တာတစ်လုံးကိုဖွင့်လိုက်တာနဲ့အပြန်နဲ့ဒီလိုမော်ဆန်တဲ့အိမ်ကြီးတစ်လုံးမြင်းကြီးတဲ့ကနေဘွားခနဲ့ပေါ်ထွက်လာပြီးခလုတ်တစ်ချက်နှိမ့်လိုက်ရုံနဲ့အခန်းထဲမှာတိတ်လူတွေဖြစ်ပေါ်လာတာ။မိုးတူတွေရွာချပေးပြီးအခန်းကိုချက်ချင်းအေးမြသွားစေပါတယ်။သူတို့ရဲ့ရေခဲတက်တာကလည်းတခြားလူတွေနဲ့မတူပဲတဆင့်မြင့်နေပြန်ပါသေးတယ်။ဘာလို့လဲဆိုတော့ရေခဲတက်တာထဲမှာမိခလုတ်ကိုအဖွင့်အပိတ်လုပ်ပေးရတဲ့ပင်ကွင်းငက်ကလေးတစ်ကောင်ရှိနေလို့ပါပဲ။အမျိုးသားဖြစ်သူကရေခဲတက်တာတကားကိုဖွင့်လိုက်တိုင်းမှာလည်းသနာစရာကောင်းတဲ့ပင်ကွင်းငက်ကလေးကိုအမြဲတမ်းစောင့်နောက်ပြီးနှိမ့်ဆက်ဖို့ကတော့မမေ့လျှော့ခဲ့ပါဘူး။